Superfood ဆိုတဲ့စကားလုံးကိုကျွန်တော်တို့အမြဲကြားနေရတာပဲเนาะကြားလိုက်တာနဲ့ဟုတ်ပြီဒါကတော့ကျန်းမာရေးအတွက်အရန်ကောင်းတယ်အစွမ်းထက်တယ်ဆိုတဲ့ခံစားချက်မျိုးကိုချက်ချင်းဝင်လာရောဒါပေမဲ့လေအဲ့ဒီစကားလုံးရဲ့နောက်ွယ်မှာတကယ်တော့ဘာတွေရှိနေတာလဲသူတို့ရဲ့တကယ်အတိတ်ပဲကရောဘာဖြစ်မလဲကဲဒီတစ်ခေါက်မှာအဲ့ဒါကိုပဲကျွန်တော်တို့အတူတူဖြေရှာကြည့်ရအောင်ဆိုတော့ဒီမေးခွန်းကအရေးကြီးတယ်အစားအစာတစ်ခုကိုစူပါဆိုတဲ့ဂုဏ်ပုဒ်ကိုဘယ်ရာကသတ်မှတ်လိုက်တာလဲပထမဆုံးအနေနဲ့ဒီစကလုံးရဲ့နောက်ွယ်ကအရန်ကိုအစွမ်းထက်တဲ့ဂတိတစ်ခုကိုအရင်ကြည့်အောင်အဲ့ဒါကဘာလဲဆိုတော့ထူးထူးခြားခြားကောင်းမွန်တဲ့ကျန်းမာရေးကိုရစေရမယ်ဆိုတဲ့ဆွဲဆောင်မှုမျိုးပေါ့စူပါဖူးတွေမှာဘယ်လိုလက္ခဏာတွေရှိတယ်လဲဆိုတော့သူတို့မှာအာဟာရဓာတ်တွေကတခြားအာဟာရဓာတ်ကိုအစာပေါင်းများစွာကျွေဝတဲ့တိတိတသာကြီးကျန်းမာရေးအကျိုးကျေးဇူးတွေပေးနိုင်တယ်လို့ပြောကြတယ်ဥပမာတခါမှမမြင်ဘူးတဲ့ထူးထူးဆန်းဆန်းနိုင်ငံခြားကလာတဲ့အသီးတွေဒါမှမဟုတ်နောက်ပိုင်းခေတ်စားလာတဲ့စူပါဂရိန်းလိုရှေ့ကျတဲ့ကောက်နှံအမျိုးအစားတွေပေါ့ကောင်းပြီအခုဒီအသုံးနှုန်းရဲ့နောက်ွယ်ကတကယ်အစစ်မှန်ကိုဖော်ထုတ်ကြည့်ကြရအောင်ဒါပေမဲ့ကြိုပြောထားမယ်နော်လူအများစုနားလည်ထားတာနဲ့နည်းနည်းလေးကွာခြားသွားနိုင်တယ်ဆိုလိုတာကကျွန်တော်တို့ကြားနေရတဲ့ဇလန်းကအစအဆုံးအပြည့်စုံတော့မဟုတ်သေးဘူးပေါ့ဗျာအဓိကအချက်ကဒီမှာပဲတည်တည်ချာချာမှတ်ထားရမှာကစူပါဖူးဆိုတာသိပ္ပံနည်းကျအသုံးနှုန်းလုံးဝမဟုတ်ပါဘူးဒါဆိုရင်သူကဘာလဲသူကထူးခြားတဲ့အာဟာရဓာတ်တွေပါလို့ကျန်းမာရေးအတွက်အရန်ကောင်းပါတယ်လို့ကြော်ညာပြီးရောင်းချနေတဲ့စီးပွားရေးရဲ့အသုံးနှုန်း marketing တစ်ခုပဲဖြစ်ပါတယ်ဥပမာသူတို့ကအမေဇုန်တောထဲကဘယ်ရီသီးဖြော်ရည်ကိုရောင်းကျင်နေဆိုပါစို့ဘယ်ရီသီးကိုယ်တိုင်ကကျန်းမာရေးအတွက်ထူးခြားတဲ့အသီးလို့သိပ္ပံနည်းကျတက်သေးပြဖို့ဆိုတာဒေါ်လာတန်းချီကုန်ကြမယ်သူတေသနတွေလိုတယ်လေသူတို့ကအဲ့ဒီလောက်ကုန်ရခံမဲ့အစားအဲ့ဒီဖြော်ရည်တွေကိုကျန်းမာရေးအကျိုးကျေးဇူးရှိကြောင်းသိပ္ပံနည်းကျတက်သေးပြထားပြီးသားဖြစ်တဲ့ဗိုက်တာမင် C သို့မဟုတ်ဇင်းဓာတ်တွေကိုရောထည့်လိုက်တယ်ပြီးတော့မှထုတ်ပိုးမှုပေါ်မှာကိုကန်အား system ကိုကောင်းမွန်စေပါတယ်ဆိုပြီးအကြီးကြီးရေးလိုက်တာပေါ့တကယ်ကိုကန်အား system ကိုကောင်းစေတာကသူတို့ထည့်လိုက်တဲ့ဗိုက်တာမင် C ကြောင့်ဖြစ်ပေမဲ့စားသုံးသူတွေအတွက်ကြတော့ရှားပါဘယ်ဒီအသီးကြောင့်စွမ်းဆောင်နိုင်တယ်လို့ထင်သွားအောင်လုပ်လိုက်တဲ့လှည့်ကွက်တစ်ခုပေါ့ဥပဒေအရကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ရေးထားတာမမှားဘူးဘာလို့လဲဆိုတော့ဗီတာမင် C ပါဝင်တဲ့အတွက်ကိုကန်အားအထောက်အကူပြုတယ်ဆိုတာဥပဒေနဲ့ညီတယ်လေဒါမဲ့စိတ်ပညာအရကြည့်မယ်ဆိုရင်တော့စားသုံးသူကိုလှည့်စားလိုက်တာပဲဒါကြောင့်ဥပဒေတွေကဘလောက်တင်းကျပ်ပါစေဈေးကွက်ရှာဖွေတဲ့သူကဥပဒေရဲ့ဟာကွက်ကိုရှာပြီးစားသုံးသူရဲ့စိတ်ပညာကိုကစားဖို့စ조사နေကြအောင်ပါပါအနှစ်ချုပ်ကြည့်လိုက်ရင်စူပါဖူးဆိုတာသိပ္ပံနည်းကျအသုံးအနှုန်းမဟုတ်ပါဘူးအဲ့ဒါကကျွန်တော်တို့ကျန်းမာခြင်းနဲ့ဆန္ဒလွယ်ကူတဲ့ဖြက်လန့်ကိုလိုချင်တဲ့စိတ်ပြီးတော့အသစ်ဆန်းရှားပါတဲ့ဟာတွေဆိုလို့ရှိရင်ပိုပြီးအဆန်းတက်တယ်လို့ယုံကြည်တဲ့လူတဘာဝစိတ်နေစိတ်ထားတွေကိုအရင်တီးပြီးဖန်တီးထားတဲ့ဒေါ်လာဘီလီယံနဲ့ချီတဲ့ဈေးကွက်ရှာဖွေရေးစကလုံးတတ်တာဖြစ်ပါတယ်ဗျာ2009ဆိုတာကစူပါဖူးရဲ့စကားအသုံးနှုန်းတွေပြောင်းလဲခဲ့တဲ့နှစ်တစ်နှစ်ပါပဲ2009မှာကုလသမဂ္ဂကခိုင်မာသောသိပ္ပံနည်းကျတတ်သိမပါပဲစူပါဖူးအဖြစ်ဈေးကွက်တင်ခြင်းကိုတားမြစ်ခဲ့ပါတယ်ဒါကဘာကိုပြလာလဲဆိုတော့ကြော်ညာစကလုံးတွေထက်သိပ္ပံနည်းကျမဟုတ်တဲ့တက်တဲ့ထောက်ထားတွေကိုပြက်တသားအလေးပေးလိုက်တာပါပဲအားလုံးပဲဗီဒီယိုကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ